ကိုကန်ရသည့်ဝမ်းများအတွက်2026ခုနှစ်ဇွန်လတလစာဟောစတန်ပထမဦးစွာအခြေနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုပြောပြပေးချင်ပါတယ်ရှင်မိမိရဲ့အမှန်တရားကိုယူသားစွာဖွင့်ဟပြောဆိုပြီးပွင့်လင်းတဲ့နှလုံးသားနဲ့နားထောင်ပေးခြင်းကဆက်ဆံရေးတွေမှာအပြန်အလှန်ယုံကြည်မှုကိုနှဆိုင်စေပါတယ်ခက်ခဲတဲ့ခံစားချက်တွေကိုဖုံးကွယ်မထားပါနဲ့ရှင်းလင်းပြတ်သားတဲ့ဆက်သွယ်ပြောဆိုမှုကနားလည်မှုလွဲတာတွေကိုတားဆီးပေးပြီးတော့ပုံမှန်နှိစက်စေပါတယ်လူပြိုလူလွတ်တွေအနေနဲ့လည်းမိမိရဲ့စစ်မှန်တဲ့ခံစားချက်တွေကိုရဲရဲဝံ့ဝံ့ဖော်ပြတတ်ခြင်းနဲ့စစ်မှန်တဲ့ဆက်ဆံရေးတွေကိုဆွဲဆောင်နိုင်ပါလိမ့်မယ်။လားလေပိုင်းမှာတော့ပေးယူမြတ်တာဖို့ကအဓိကတော့ချက်ဖြစ်လာပြီးကိုကပဲပိုပေးဆက်နေရရင်အလားတူယူဆိုင်မှုကိုကျင့်နာစွာတောင်းဆိုဖို့လိုအပ်ပါတယ်။ချစ်သူလက်တွဲပေါ်ကယူသားမှုကိုတန်ဖိုးထားမှဖြစ်ပြီးလူပြိုလူလွတ်တွေအနေနဲ့တစ်ဖက်သက်ဆွဲလန်းရမယ့်ဆက်ဆံရေးမျိုးကိုရှောင်သင့်ပါတယ်။ကျမ်းမာရေးနဲ့ညီညွတ်တဲ့စီးပေါင်တွေတတ်မှတ်ခြင်းကကိုယ့်ကိုစိတ်ခွန်အားကုန်ခန်းစေမယ့်အစားစွမ်းရည်တွေတိုးပွားစေတဲ့အချင်းမျိုးပြိုးထောင်ပေးပါလိမ့်မယ်။လာရဲ့နှောင်းပိုင်းမှာတော့စွမ်းရည်အသစ်တွေနဲ့မျှော်လင့်မထားတဲ့အစီအစဉ်လေးတွေကအခြေရေးမှာပျော်ရွှင်မှုကိုပြန်လည်တောက်ပစေပါလိမ့်မယ်။ချစ်သူနဲ့အတူတူလှုပ်ရှားမှုအသစ်တွေစမ်းသပ်လုပ်ကြည့်ရဒါမှမဟုတ်မထင်မှတ်ထားတဲ့နေရာတွေမှာလူသစ်တွေနဲ့ဆုံရတာကရင်ကုန်စိတ်လှုပ်ရှားစရာဖြစ်စေပါတယ်။လုံးသားရေးရမှာစွန့်စားရတဲ့စိတ်ရှိပါဒါမှပုံမှုနှဆိုင်တဲ့ယဉ်ဤကျွမ်းဝင်မှုစီကိုဥတီခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။ဒီလကုံပိုင်းမှာတော့အတိတ်ကလေးထဟောင်းတွေကိုပြန်ဆန်းစစ်ပြီးခုကိုစိတ်ရှည်ကျင်နာခြင်းဖြင့်ရရှိတည်တတ်မဲ့အခြေအတွက်နှလုံးသားကိုပြင်ဆင်ပါဆက်လက်ပြီးကျမ်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးချင်ပါတယ်။လာကျမ်းပိုင်းမှာအာဟာရမျှတတဲ့အစားအစာများစားခြင်းပုံမှန်ရေတောက်ခြင်းနဲ့ယောဂသို့မဟုတ်လမ်းလျှောက်ခြင်းကဲ့သို့သောအသင်းတင်ရှိတဲ့လေ့ကျင့်ခန်းများကိုအာရုံစိုက်ပါကဏ္ဍကိုရဲ့အချက်ပြမှုတွေကိုတည်တည်ချာချာကြည့်စိုက်ပြီးတော့အလွန်အမင်းပင်ပန်းနှမ်းနဲ့မသွားစေဖို့အတွက်သင်ရဲ့လှုပ်ရှားမှုတွေကိုလိုအပ်တယ်လို့ညှိနှိုင်းပါဖန်တီးမှုအလုံးများလှုပ်ခြင်းဒါမှမဟုတ်တိတ်ဆိတ်တဲ့အခိုက်အတန့်လေးများဖန်တီးခြင်းကစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပြိုးထောင်ပါအသက်ပြင်းပြင်းရှူတဲ့လေ့ကျင့်ခန်းမျိုးသို့မဟုတ်သတိပဋ္ဌာန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့နေ့စဉ်စိတ်ဖိစီးမှုများကိုကောင်းမွန်စွာစီမံခန့်ခွဲပါလလယ်ပိုင်းမှာတော့အရှိန်အဟုန်ကိုအနည်းငယ်လျှော့ချပြီးတော့ခန္ဓာကိုယ်ပြန်လည်အားဖြည့်မဲ့နာယူခြင်းမျိုးကိုဦးစားပေးလှုပ်ဆောင်ပါအကျော်ဆန်ခြင်းနဲ့စိတ်ပန်းပြေစေမဲ့လေ့ကျင့်ကောင်းများကရုပ်ပိုင်းဆိုင်ရာမအီမတာဖြစ်မှုများနဲ့ကြွသားတင်းကျပ်မှုတွေကိုသက်သာစေပါလိမ့်မယ်အစာခြေစနစ်ကိုအထောက်အကူပြုပြီးရေတက်ပြေဝစေမဲ့ပေါ်ပါပြီးအာဟာရဖြစ်စေမဲ့အစားအစာများကိုသာရွေးချယ်စားသုံးမှလာရဲ့နှောင်းပိုင်းမှာကျန်းမာရေးအစီအစဉ်တွေကိုပုံမရိုးရှင်းအောင်လုပ်ပြီးပပပလှုပ်ရှားမှုတွေနဲ့ခန္ဓာကိုယ်တင်းကျပ်မှုတွေကိုလျှော့ချပါခန္ဓာကိုယ်ရဲ့သဘာဝစွမ်းရည်စီးကျက်အတိုင်းတွန်းလှန်ခြင်းမရှိရဲဘိုင်လျောညီထွေစွာနေထိုင်ပါကစိတ်ပိုင်းဆိုင်ရာကိုတိတိစိတ်ငြိမ်းချမ်းစေပါလိမ့်မယ်။နောက်ကုန်ကနေမှာတော့အရေးသွေးပြေးွားတဲ့အဆက်ချင်းကိုဦးစားပေးပြီးစီးပေါင်များသတ်မှတ်ခြင်းနဲ့သင်ရဲ့တက်ကြွမှုတွေကိုဆက်လက်ထိန်းသိမ်းထားပါ။ဆက်လက်ပြီးငွေကြေးပဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်။လစဉ်အသုံးစရိတ်တွေကိုသိချပြန်နဲ့သုံးသပ်ပါအခုအချိန်မှာတင်းငယ်တဲ့စူဆောင်းမှုလေးတွေကနောက်ပိုင်းမှာကြီးမားတဲ့အကျိုးကျေးဇူးဖြစ်လာပါမယ်။အထူးသဖြင့်ကိုယ့်ရဲ့ရေရှည်ပန်းနိုင်တွေကိုအထောက်အကူမပြုတဲ့ပစ္စည်းတွေအပေါ်စိတ်လိုက်မှန်မှဝယ်ယူခြင်းရှောင်ခြင်းမှာမမျှော်လင့်ထားတဲ့အသုံးစရိတ်အချို့ရှိလာနိုင်ပေမဲ့လက်တွေ့ကြတဲ့စိတ်နေသဘောထားကြောင့်စိတ်ပီစီမှုမရှိဘဲလွယ်ကူစွာညှိနှိုင်းနိုင်ပါလိမ့်မယ်။ပူတွဲငွေကြေးကိစ္စရပ်တွေကိုကိုင်တွယ်ဖြစ်ရှင်းတဲ့အခါနားလည်မှုလွဲတာတွေမဖြစ်အောင်ရှင်းလင်းပြသပြီးရိုးသားစွာဆက်သွယ်ပြောဆိုဖို့ကအလွန်အရေးကြီးပါတယ်။ရက်တွေကုန်လွန်လာတဲ့အမျှကိုယ့်ရဲ့ကျွမ်းကျင်မှုအရေးအချင်းနဲ့ကိုက်ညီမဲ့ဘေးပန်းဝင်ငွေခွင့်လန်းများကိုရှာဖွေပါအလွန်တန်းလောက်ကဘတ်ဂျက်ကိုအားဖြည့်ပေးနိုင်ပေမဲ့ကိုမနိုင်ဝန်ထမ်းပြီးတော့အလုံးအလွန်အကျွံလောက်တာမျိုးလုံးဖြစ်ပါစေနဲ့ကိုယုံကြည်ရတဲ့အရင်းအမြစ်တွေစီကနေရတဲ့ငွေကြေးဆိုင်ရာအကြံဉာဏ်တွေကိုပွင့်လင်းစွာနားထောင်ပြီးအမြင်သစ်တွေကိုလက်ခံပါရရှိလာတဲ့အပေါ်ဝင်ငွေတွေကိုစုဆောင်းငွေတိုးပွားလာစေဖို့အတွက်စနစ်ကျတဲ့နည်းနဲ့ခွဲဝေအသုံးချပါအားလေပိုင်းမှာကျွေးမြီအသေးလေးတွေကိုအရင်ဆုံးချော့ချပေးဆက်ခြင်းဖြင့်ငွေကြေးလက်ပတ်မှုကိုကောင်းမွန်စေပြီးဖိအားတွေကိုရောကြစေပါလိမ့်မယ်။နောက်ကုန်ပိုင်းမှာတော့အငိမ့်သားစီမံကိန်းအာမခံသို့မဟုတ်ယင်းနှိမ့်မြုပ်နှံမှုရည်မှန်းချက်တွေကိုပြန်လည်ဆန်းစစ်ပြီးလက်တွေ့ကြကြပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ဆက်လက်ပြီးလောက်ကိုင်တံမိုးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးခြင်းပါတယ်။တာဝန်သစ်တွေအတွက်တေချာစစ်သက်တဲ့စီမံကိန်းချမှတ်ဖို့လိုအပ်တာမို့နောက်ပိုင်းမှာဖိအားမများစေရန်အလုပ်တွေကိုဦးစားပေးလိုက်ရှင်းလင်းမှာတယောက်တည်းရုန်းကန်နေမဲ့အစားအခြားသူများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကပုံမချုံမိုးတဲ့ရလက်ကောင်းတွေကိုရရှိစေပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့မိမိတို့ရဲ့ဖောက်သည်များနဲ့ပုံမှန်ချိတ်ဆက်ပြီးအသေးဖွဲပြဿနာတွေကိုကြိုတင်ဖြေရှင်းမှာလားလေပိုင်းမှာမျှော်လင့်ထားတဲ့အပြောင်းအလဲများကြုံရနိုင်လို့စိတ်ဖိစီးမှုမထားဘဲလက်လျောညီထွေပြင်ဆင်မှာတည်ငြိမ်ပြီးလက်တွေ့ကြွတဲ့တဘာဝကမထင်မှတ်တဲ့အခြေအနေတွေကြားမှာလုပ်ငန်းကိုရှော့မွေ့စွာဥဆောင်နိုင်မှုကူညီပေးပါလိမ့်မယ်။စုံဦးတင်လူများအနေနဲ့အလုပ်လုပ်ဆောင်ဖို့အစဉ်စဉ်ကိုအနည်းငယ်မြင့်တင်ရုံနဲ့လုပ်ငန်းစွမ်းဆောင်ရည်ကိုတည်တည်တလားတိုးတက်စေပါတယ်။ကိုအလွန်မင်းအပင်မခံမဲ့တကယ်အရေးကြီးတဲ့အဓိကအချက်တွေပေါ်မှာပဲအာရုံစိုက်မှုကိုမြဲမြံစွာထားရှိပါလက်တွေကုန်လွန်လာတဲ့အမျှလုပ်ငန်းဘတ်ဂျက်စာချုပ်များနဲ့နေ့စဉ်လဲပတ်မှုများကိုပြန်လည်သုံးသပ်ဖို့အချိန်တန်ပါပြီလုပ်ငန်းတာဝန်တွေကိုစနစ်တကျဖြစ်အောင်ရှင်းလင်းထားခြင်းကနောက်တစ်ချိန်မှာတိုးတက်မှုတွေကိုပုံမှုလွယ်ကူစွာကင်တွယ်နိုင်စေပါတယ်ဆုံးဖြတ်ချက်ကြီးတွေကိုလော်တကြီးချမှတ်ခြင်းမျိုးချမှာတည်ငြိမ်ပြီးပြေးမှန်သွားတဲ့အချိန်ကရလက်ကောင်ကိုပို့ပြီးတော့ရစေနိုင်ပါတယ်
ခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးချင်ပါတယ်ခက်ခဲနေတဲ့ဘာသာရပ်တွေဒါမှမဟုတ်စိန်ခေါ်မှုများတဲ့ပညာရေး project တွေကိုအားစိုက်ထုတ်လှုပ်ဆောင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်အသေးစိတ်အချက်လက်တွေကိုအကဲခတ်နိုင်စွာပုံမထက်မြက်နေတာကြောင့်ခက်ခဲတဲ့တာဝန်တွေကိုလည်းပူစွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်စာလေးလာမယ်ပတ်ဝန်းကျင်ကိုတန်ရှင်းစနစ်တကျဖြစ်အောင်လုပ်ပြီးဖုန်းသုံးဖို့ social media အုံပြောင်းလဲမှုတွေကိုကန့်သတ်ထားပါအတိတ်ကမှားခဲ့တဲ့အမှားတွေကိုကိုယ့်ကိုအပြစ်တင်မဲ့အစားအဖို့တန်တဲ့သင်ခန်းစာတွေအဖြစ်ပြန်လေ့လာပါစာလေ့လာခြင်းနဲ့ပုံမှန်အနားယူခြင်းကိုမျှတအောင်ထိန်းညှိပေးခြင်းကသင်ရဲ့စ조사အထောက်မှုအရှိန်ကိုရေရှည်တည်တံ့စေပါလိမ့်မယ်နောက်လည်းပိုင်းမှာပြဿနာဖြစ်ရှင်းခြင်းနဲ့အတွေးခေါ်ပိုင်းဆိုင်ရာတွေးခေါ်မှုတွေမှာဉာဏ်ရည်ဉာဏ်သေးကအမြင့်ဆုံးသို့ရောက်ရှိလာပါလိမ့်မယ်ရေရှည်ပညာရေးပန်းနိုင်တွေချမှတ်ဖို့ဒါမှမဟုတ်တွေ့တဲ့လုပ်ငန်းစဉ်တွေကိုရှေ့တိုးလှုပ်ဆောင်ဖို့အလွန်ကောင်းမွန်တဲ့အချိန်ဖြစ်ပါတယ်အပွဲလိုက်ပူးပေါင်းဆောင်ရွက်ခြင်းကစိတ်ကူးသစ်တွေရကြနိုင်ပေမဲ့မိမိကိုယ်တိုင်ရဲ့နားလည်သဘောပေါက်မှုကိုလည်းခိုင်မာအောင်ထိန်းထားပါဒါရဲ့နောက်ပိုင်းမှာမမျှော်လင့်ထားတဲ့အပြောင်းလဲအချို့ကြောင့်လုံရိုးလှုပ်စင်တွေပြတ်နိုင်လို့စံလျောညီတွေရှိဖို့ကအဓိကတော့ချက်ဖြစ်လာပါတယ်တယောက်တည်းတည်တဲ့စာလေးလာခြင်းကခက်ခဲတဲ့သင်ခန်းစာတွေမှာပုံမှုအာရုံစိုက်စေနိုင်ပြီးလက်ကုံပိုင်းမှာအရှိန်အဟုန်ပြန်လဲမြင့်တက်လာပါလိမ့်မယ်ဒီလာအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ရဲ့ channel ကနေပြီးတော့လစဉ်လာတိုင်းမှာ12လရာသီပွားများအတွက်တလစာဟောစတမ်းများဆောင်ရံများကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါရှင်ရှင်လန်းရှင်းပေးကြပါစေရှင်